ကျွန်တော်ပါဝါတွေအကုန်သုံးဝေးဆိုကျွန်တော်ပထမဆုံးကြောင်အိမ်ကိုရောက်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့မာလာတန်ကိုစောင့်နေလူအုပ်ကြီးပဲဖြစ်ပါတယ်မြန်မာနိုင်ငံကတရားတာနဲ့တော့မတူဘူးပေါ့နော်ပဇွန်ကလည်းတော်တော်လေးလက်ဆက်ပါတယ်လိုက်တကွာကိုလိုက်တကွာဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျိုတိုမြို့တဲကဒီခါရာဆူမာကိုရောက်နေရဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ခါရာဆူမာတွေမှာကျွန်တော်လုံးလို့ရသမျှဟာအကုန်လုံးကိုလောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့တော့တောင်းနဲ့ခွေးတွေရှိတဲ့မမေတွေဖွားတွေပြောသလိုမျိုးပန်းနာရင်ချက်ဖြစ်မဲ့ cafe ကိုသွားမှာဖြစ်ပါတယ်သွားကြပါမယ်ဆိုကျွန်တော်တို့ဟိုဘက်မှာဖြစ်ပါတယ်ဒီကောင်ပဲဖြစ်ပါတယ်ကျွန်တော်ဝင်ချင်းမှာတော့ကြောင်ကဖေးဆိုတဲ့အတိုင်းပဲကြောင်နန်းတွေကတော့ရှိမယ်ပေါ့နော်အရင်နန်းနေတာမျိုးတော့မဟုတ်ပေမဲ့နည်းနည်းအသက်ရှူရတာတစ်မျိုးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နိုင်ငံခြားသား course ကိုယူလိုက်ပါတယ်ဒီ course မှာကတော့မိနစ်30နေလို့ရပြီးတော့ကြောင်လေးတွေကိုကျွေးဖို့အစာရဲကျွန်တော်တောက်ဖို့အေးရပါပါတယ်ကျွန်တော်ဒီဆိုင်ရဲ့ rule လေးတွေကတော့ကြောင်လေးတွေကိုကင်လို့ရပေမဲ့ဝှေ့ချီလို့တော့မရဘူးပေါ့နော်ပြီးတော့ဗီဒီယိုဓာတ်ပုံရိုက်တာရပေမဲ့ flash တွေဘာတွေနဲ့တော့ရိုက်လို့မရပါဘူးကျွန်တော်ပထမဆုံးကြောင်အိမ်ကိုရောက်ဖို့ဖြစ်ပါတယ်နောက်လောက်နေတော့ဆိုင်ဝင်ထန်းကကျွန်တော်တို့ကိုကြောင်လေးနဲ့ဆော့ဖို့အယုတ်လာပေးပါတယ်သူတို့ကိုစားလိုက်ရင်တော့ပြန်ဆော့ကြပေမဲ့တော်တော်များများကတော့တစ်ခေါက်လောက်ပဲလန့်ဆော့ပြီးတော့ရက်သွားကြတယ်ပေါ့နော်တချို့ကောင်လေးတွေကတော့တော်တော်လေးဆော့ပါတယ်အမှန်တိုင်းပြောရရင်တော့သူတို့ကိုပုတ်တာတက်တာကတော့လူစိမ်းတွေဖြစ်တဲ့အတွက်တော်တော်များများမကြိုက်ကြပါဘူးဆိုတော့ကျွန်တော်တို့မိနစ်30လေးပြည့်ပြီဆိုတော့နောက်တစ်နေရာကိုမာလာတန်စားဖို့တွားကြပါတယ်ဆိုတော့မိနစ်30ပဲဆိုတော့ပြီးတော့ကျွန်တော်တို့မိနစ်30ကိုရန်1450တော့ကြားခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဂျပန်တငယ်ချင်းတယောက်နဲ့ဆုံပြီးတော့မာလာတန်စားဖို့သွားကြပါတယ်ခေါင်းအင်းနာကျော်မအရီယာတော့ကျွန်တော်တို့လူတွေကတော့တော်တော်လေးများပါတယ်မာလာတန်ကဂျပန်တွေကြားမှာလည်းလူစားများတယ်ပေါ့နော်ခါရာဆူမာကိုလာတယ်ဆိုရင်ဒီဆိုင်ရှိမှလူတွေအများတန်းတန်းစီနေတာတွေ့ရမှာပါဆိုတော့ကျွန်တော်တို့တကယ်ကိုရှေးလာတဲ့ဟာကြီးစောင့်မှဖြစ်ပါတယ်ဟင်းနီချာ何が好きကျွန်တော်တို့တနင်္လာလောက်စောင်းလို့ပြီးမှတော့ဆိုင်ထဲကိုဝင်လို့ရပြီပဲဖြစ်ပါတယ်ဆိုင်ထဲကိုရောက်ပြီဆိုတာနဲ့ထုံးစံတိုင်းကျွန်တော်ကိုယ်တိုင်ပါစားချင်တယ်ဆိုတော့ရွေးချယ်ပြီးတော့ထည့်ရပါတယ်ကျွန်တော်ရွေးစရာရှိရရွေးပြီးသွားတော့အကုန်လုံးကိုပေါင်ချင်ဆက်ပေါ်တင်ပြီးတော့ချိန်ပါတယ်ဒီမှာဒီလိုမျိုးအသက်သက်ရွက်သက်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လိုမျိုးအကုန်လုံးကိုပြုတ်နဲ့ထည့်လိုက်မယ်ဆိုရင်တော့တေချာဘောက်ကတော့ရဲ2000ကျော်လောက်ကတော့သွားကြမှာဖြစ်ပါတယ်ကျွန်တော်တနင်္လာလောက်တန်းစီပြီးဆောင်းလိုက်ရတဲ့မာလာတန်ကအရသာဘယ်လိုရှိမလဲဆိုတော့ဟုတ်ပါမြန်မာနိုင်ငံကတရားတာနဲ့တော့မတူဘူးပေါ့နော်သူ့ထားနေတူပဲဆောင်းရင်ကောင်းပါလေဆောက်ရင်ကောင်းပါလေဆောက်ရခမ်းပါလေကျွန်တော်စားလို့ပြီးမှာတော့ကျွန်တော်ဘော်ရာတွေအားလုံးရဲ့မာလာတန် review လေးကတော့ဆက်တယ်ပေါ့လိုက်တကွာကိုလိုက်တကွာတော်တော်ကောင်းတယ်ပဇွန်ကလည်းတော်တော်လေးလက်ဆက်ပါတယ်ဂျပန်ရောက်ပြီးတဲ့စားဘူးသမျှပဇွန်ထဲမှာတော်တော်ကောင်းတဲ့ပဇွန်တွေပါပါတယ်ဈေးတော့ကြီးသွားပေါ့နော်2000ဆိုတော့6000 5000လောက်တော့ကျပါတယ်ဒီတစ်ခွက်ထဲပါကောင်းပါတယ်နောက်တစ်နေရာကိုဆက်တိုးကြပါမယ်ကျွန်တော်နောက်ထပ်တစ်နေရာကတော့ round 1ကိုသွားမှာဖြစ်ပါတယ် round 1ဆိုတာကတော့ကျွန်တော် bowling billiard karaoke အပြင်ကို game ပေါင်း900ကျော်ဆော့လို့ရတဲ့ entertainment center ကြီးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်မာလာတန်ဆန်ကနေပြီးတော့ round 1ကိုရှေ့ဆက်ကြတယ်ပေါ့ဗျာရောက်တာနဲ့ကျွန်တော်တို့ဘီလီရဲ့အရင်ဆော့ဖို့သွားကြပါတယ်အဲ့တော့ကျွန်တော်ဆော့ရမယ်ဆိုရင်ဒီဆက်လေးမှာလုတ်ပေးရတဲ့အဆင့်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့မိနစ်30 package ကိုပဲရေးလိုက်ပါတယ်ဒီစာရွက်လေးထွက်လာပြီဆိုရင်တော့ကျွန်တော်ရွေးထားတဲ့နေရာကိုသွားပြီးတော့ဆော့ရုံပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးဘီလီရဲ့ထိုးတဲ့ scale ပဲဖြစ်ပါတယ်
တကယ်တော့ကျွန်တော်ခုနစလိုက်တာပါအခုမှအတီထိုးမှဖြစ်ပါတယ်頑張って今やるなおわあကျွန်တော်တို့မိနစ်30လေးပြည့်ပြီဆိုတော့ဘိုလင်းပြည့်ဖို့ဆက်သွားကြပါမယ်ဘိုလင်းကတော့ကျွန်တော်ခုနကောင်းတဲ့လုံနီးကတူတူပဲမလို့မပြတော့ပါဘူးဒါပေမဲ့တခုရှိတာကဘိုလင်းဖက်နှက်မပါလာရင်တော့ဆက်ထဲမှာတခါတည်းငှားလို့ရပါတယ်စီးလာတဲ့ဖက်နှက်နဲ့တော့ပြည့်လို့မရပါဘူးစောရမယ့်နေရာရောက်ပြီဆိုရင်တော့ကျွန်တော်ဘိုလင်းဘောယူနာမည်ရေးပြီးတော့ဆော့လို့ရပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘိုလင်းအမှန်တကယ်ဘယ်လိုပြည့်ရမလဲဆိုတော့ပြောပြမှာဖြစ်ပါတယ်ခုနလုံးကကျွန်တော်တို့စလိုက်တာပါတကယ်ဘယ်လိုပြည့်ရမလဲဆိုတော့ခုမှပြ Got no wrist, but you know I ain't pulling. Down bad on my knees, now I'm going like woof, 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 woof. Got me like A few moments later. ကျွန်တော်ပါဝါရီကုန်သုံး wait. Another one.じゃスピンねスピン一回トライしてခုဆိုရင်တော့ကျွန်တော်တို့ bowling ကတော့ပြစ်လို့ပြီးပါပြီ bowling နဲ့ round နဲ့ဖက်နှက်900ကိုကျွန်တော်တို့တယောက်ကို1600ဝန်းကျင်ကျခဲ့ပါတယ် bowling ပြစ်ပြီးတော့ကျွန်တော်တို့ဒီနေ့အတွက်နောက်ဆုံးအနေနဲ့ကာမိုမြစ်ဘက်ကိုလမ်းလျှောက်ထွက်ကြပါတယ်နောက်ဆုံးအနေနဲ့ဒီကာမိုဂါဝဘက်ကိုတောင်းမှဖြစ်ပါတယ်ကာမိုဂါဝဆိုတော့ကျိုးတို့မှမသိတဲ့လူမရှိလောက်အောင်ကိုနာမည်ကြီးတဲ့မြစ်တစ်ခုပဲဖြစ်ပါတယ် It's cryingဆိုတော့ကျွန်တော်တို့အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီ page လေးကို like and share လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဒီလိုမျိုးရှောက်သွားရှောက်စားတဲ့ video လေးတွေတင်ပေးမှဖြစ်ပါတယ်ဝါရတဲ့နောက်ထပ်ဒီလိုမျိုးရှောက်သွားရှောက်စားတဲ့ video လေးတွေဒီ page မှာတင်ပေးမှဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးကြလို့ bye bye